လေးတင်ပြီးတော့အရေးသွေးကောင်းရမယ်မော်ဒယ်လေးမြင့်တဲ့ဆက်လိုချင်တယ်ဆိုတဲ့ဦးကြီးတွေကျွန်တော်အမေအရင်များပါတယ်ခင်ဗျကျွန်တော်တို့ကတချို့စက်တွေကတော့ကျွန်တော်မန္တလေးကိုရောက်နေတယ်တောင်ကြီးကိုရောက်နေတယ်ပေါ့နော်ကျွန်တော်တို့ရန်ကုန်မြို့နယ်ဒီတစ်ဝက်ကတောင်သူများစုကတော့ကျွန်တော်တို့နယ်ဝေးတွေတော့မကြည့်နိုင်ဘူးရန်ကုန်မှာပဲကြည့်ကျင်တယ်ဆိုတော့ဦးကြီးတွေအတွက်ကျွန်တော်ရုံးခွဲရတဲ့ဆက်ကလေးတစ်စီးပြန်ပြီးတော့တောင်သူကြီးတွေကိုရောင်းပေးဖို့အတွက်ရောင်းဆက်ကလေးစီကျွန်တော်တည်ထားပါတယ်ခင်ဗျတွေ့မြင်နေရတဲ့အတိုင်းပဲထိုင်းနိုင်ငံဘာရှင်ထိုင်းဘာရှင်မျိုးစားဖြစ်တဲ့ကူဘရာမက်ဒစိတ် N48 SP မြင့်အောင်40ဦးမှာ2020မော်ဒယ်နာရီ800ဝန်းကျင်ပဲအသုံးပြုထားတဲ့ဆက်ကလေးကို600ဝန်းကျင်နဲ့ရရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့အများဆုံးရန်ကုန်မှာတော့လက်ဦးမှုရယူဖို့တော့လိုပါမယ်ခင်ဗျဆက်ကယ် condition လေးကိုကျွန်တော်သိစိတ်ပြသပေးပါမယ်ခင်ဗျာဒီဆက်ကလေးကတော်တော်လေး fine တဲ့ဆက်ကလေးပါပဲဗျရှေ့ကော်လေးဆိုရင်လည်းကျွန်တော်တို့ကစေးပိုင်းလေးတွေအကုန်ပြန်လိုက်ထားပြီးသွားပြီဗျကျွန်တော်တို့ရှေ့မှာတောကကျွန်တော်တို့ကပါတယ်တောကတစ်ခါတည်းပါထားပြီးသားเนาะဆက်တစ်စီးလုံးစေးကာလာ original condition တိုင်းပဲလုံးဝပြန်စင်းမရှိဘူးစေးလေးချောတယ်ကျွန်တော်ထိုင်းလုံးလေးဖြစ်တော့ Thai sticker ပတ်လည်းအကုန်ပါမယ် manual instruction တွေကစအကုန်လုံး Thai sticker လေးနဲ့အကုန်ပါမယ်ခင်ဗျကျွန်တော်တို့ထူးကြတာလေးရှေ့တာရကျွန်တော်တို့ကြည့်လိုက်ပါခင်ဗျပန်းအပြည့်နီးနီးကြံတယ်ဝေးလေးလက်တန့်တယ်ကျွန်တော် exam လေးကြည့်မယ်ဆိုရင် exam လေးတွေလုံးဝအဖွင့်လက်အယူစိန်လုံးဝမရှိပါဘူးခင်ဗျာဒီမှာကူဘရာမက်ဒစိတ် N40 10SP မြင်ကောင်းရေး40ကျွန်တော်တို့ logo လေးပါမယ်နောက်တာယာဟိုမှာကျွန်တော်တို့က two way တာယာရေဘိန်းလေးဟိုမှာ alternate တာယာယိုရီးယားတာယာလေးရှင်းတဲ့ alternate တာယာဟိုမှာ original point အပြည့်ကြံသေးတဲ့ဆက်ကလေးကတော်တော်လေးရှားပါတဲ့ဆက်လေးပါခင်ဗျာကျွန်တော်တို့ operator ထိုင်ကုန်လေးလုံးဝတန့်တယ်အမိုးကိုင်းအမိုးရွက်လုံးဝတန့်တယ်ခင်ဗျာကျွန်တော်တို့တွေ့မြင်နေရတဲ့အတိုင်းပဲတော်တော်လေးမိုက်တဲ့ဆက်ကလေးဟိုမှာနာရီ800ဝန်းကျင်ပဲမောင်းနေထားသေးတဲ့ဆက်ချောလေးတစ်စီးဖြစ်ပါတယ်ခင်ဗျာအင်ဂျင်ဂီယာပေါက်ပိုင်းလုံးဝအဖွင့်လက်မရှိတဲ့ဆက်ချောဆက်တန့်လေးဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော် bonnet phone လေးဖွင့်ပြပြီးတော့ condition လေးအသေးစိတ်ထပ်ပြပေးပါဦးမယ်နော်ကျွန်တော်ဂွေလေးတွေလည်းတန့်တယ်ကျွန်တော်ဒီမှာဆိုရင်ဘိန်းပုံးလေးတွေမီလုံးမီဒီလေးတွေလုံးဝအနာစာခွဲပြလုံးဝမရှိဘူးကျွန်တော်ဒီ hydraulic ပိုင်းကိုကြည့်မယ်ဆိုရင်လည်း hydraulic ပိုင်းပေါင်ညမ်းနေဆိုရင်လုံးဝအဖွင့်လက်မရှိဘူး original C အတိုင်းပဲရှိနေသေးတယ်နော်တော်တော်လေး fine နဲ့ဆက်ကလေးပါခင်ဗျာဒါကတော့ဆက်ကဘယ်ဘက်ချမ်းလေးပေါ့နော်ကျွန်တော် gear box တွေပါလေဆိုရင်သူ C တွေကစာ original အတိုင်းပဲရှိသေးတယ်လုံးဝဖွင့်လက်မရှိဘူးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် engine gun လေးတစ်ချက်ပြပေးမယ်ဟိုဘက်ကနေပြီးတော့မကြွမယ်တော့ရှိပါတယ်ဆက်ကလေးကတော့နာရီ800ဝန်းကျင်ဆိုတော့ဗျာဘာမှပြောစရာမလိုတဲ့နေထားပါနော်အဲ့တော့တွေ့မြင်နေတဲ့အတိုင်းပဲအင်ဂျင်ကလေး air cleaner ထိုင်လေးတွေရေတိုင်ကလေးတွေအင်ဂျင်ရဲ့တွင်းပိုင်းလေးလုံးဝလေးတန့်နေဗျကျွန်တော်တို့ဆက်ကယ်ဟိုဘက်ချက်ဟိုတစ်ချက်ကြည့်မယ်ဆိုရင်လေဒီမှာ battery ကအစားလုံးဝ original battery အတိုင်းပဲကျွန်တော်အင်ဂျင်ကလေးကတော့သူ့ရဲ့ original marker တွေအတိုင်းပဲလုံးဝတန့်ပါတယ်ဗျာတော်တော်လေး fine နဲ့စချောလေးတစ်စီးပါပဲခင်ဗျာဟုတ်ကဲ့ခင်ဗျာမင်္ဂလာပါကျွန်တော်တို့မြင်းကောင်ရင်40ကိုဘာကြောင့်သုံးတယ်လဲဆိုရင်ကျွန်တော်တို့မြင်းကောင်ရင်40ကကူဘရာမက်ဒစိတ်ထဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျပန် brand ဖြစ်တဲ့အရေးသွေးပိုင်းစိတ်ချရတယ်အပေါ်ပစ္စည်းမှာဆိုရင်လူတိုင်းအားလုံးသိရှိထားပြီးသားဖြစ်တဲ့အတိုင်းကူဘရာအပေါ်ပစ္စည်းပေါ်တယ်ဘယ်နေမှာဆိုလွယ်တကူဝယ်လို့ရတယ်ပြန်ရောက်ရင်တော့ကူဘရာဆက်တွေကအသေးစိတ်ဘယ်လောက်တက်တယ်စကန်ဈေးမှာလိုက်ပြီးတက်တဲ့အတွက်ကြောင့်မလို့ဘယ်တော့မှမရှုံးဘူးဆိုတော့တောင်သူဦးကြီးတွေအားလုံးခံယူထားတဲ့ brand model လေးလည်းဖြစ်တယ်ဗျအခုတော့မြင်းကောင်း40ဆိုစီစားလေးလည်းတက်တာမယ်အိမ်ကွင်းအဝေးကွင်းထွင်ရချင်းလုပ်ငန်းတွေလှုပ်ဆောင်လို့ရတယ်တာယာလည်းရေပေးရေရောကောင်းအောင်သုံးလို့ရတယ်တူဝိတာလေးတက်ဆင်ထားတဲ့အတွက်ကြောင့်မလို့ဘာဖြစ်ဖြစ်ကျွန်တော်တို့အကျုံကွင်းတွေအတွက်လည်းအဆင်ပြေတယ်ပေါ့ပါလေးမောင်းနေလို့ရတယ်ကျွန်တော်ရှေ့မှာလည်းဂေါ်လေးပါပြီးသားဖြစ်တယ်အဲ့ဒါမှစက်လုံးနဲ့ဂေါ်နဲ့ရောင်းစလေးကို3600ပေါ်ပေါ်လေးနဲ့ရောင်းပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့2020 model လေးဖြစ်ပြီးတော့လာလည်းမြင့်သွားပြီကျွန်တော်တို့နိုင်လေးကလည်း800ကျော်မလို့အများဆုံးကျွန်တော်တို့ Winshow company မှာလက်ဦးမှုလာယူမှပဲဒီဆက်ကလေးကိုရရှိမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်မကြာခဏကူဘရာဆက်စကန်လေးတွေအများနဲ့တင်ပေးပါတယ်ဒါပေမဲ့တချို့လိုချင်တဲ့တောင်သူဦးကြီးတွေလည်းတစ်ခါကြရင်လက်လန်းမပြီးလို့လာကြည့်ရခက်နေလို့လက်ဦးမှုမရတာလည်းရှိပါတယ်ဗျဒါကြောင့်မို့ဒီဆက်ကလေးကိုကျွန်တော်ဒီနေ့တင်ပြီးတဲ့နောက်မှာပဲအများဆုံးချိတ်ဆက်မြင်းမြန်းဝယ်ယူအားပေးဖို့ကျွန်တော်ကတော့အကြံပေးလိုပါတယ်ခင်ဗျာကျွန်တော်တို့အာမကန်အနေနဲ့အင်ဂျင်ဂီယာပေါက်ပစ္စည်းဝက်လက်ခအခမဲ့6လလည်းပေးထားပါသေးတယ်ခင်ဗျလန်ကင်းဒါမှမဟုတ်ရင်လည်းအရေးကြ6လထိလည်းကျွန်တော်ရောင်းချပေးတဲ့အတွက်ကြောင့်လို့တောင်သူဦးကြီးတွေလုံးဝအဆင်ပြေစီမှာပေးကြပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ